မင်္ဂလာပါကျွန်တော်စောပါဒီနေ့ကျွန်တော်တို့စကားပြောလေးတွေကိုထပ်ပြီးလေ့လာမယ်ချစ်ချင်းမေတ္တာရဲ့နောက်ဆုံးအပန်းလေးပဲဖြစ်ပါတယ်မင်းထားသွားလဲချစ်နေမှာပဲနမေပါတေတနာကီယေကဧတာနာလောနမေပါတေတနာကီယေကဧတာနာလောငါစီနေပြန်လာပေးနိုင်မလားနဟဲကိစုယိုဘာကတိယနဟဲကိစုယိုဘာကတိယဒီတခါနောက်ဆုံးပါပဲထဲတဘလောတော့အကတဲ့လောထဲတဘလောတော့အကတဲ့လောမင်းမကြိုက်တာတွေကိုမလုပ်တော့ပါဘူးဒါလို့တပါနတတဖာနေရေတမာလို့ပါဒါလို့တပါနတတဖာနေရေတမာလို့ပါကိုလန်းကိုရှောက်ကြတာပေါ့ပကလဲလို့ပကလဲတာဝဲတဲ့ပကလဲလို့ပကလဲတာဝဲတဲ့ပြန်ပြောမယ်နမေပါတေတနာကီယေကဧတာနာလောနဟဲကိစုယိုဘာကတေးယာထဲတဘလောတော့အကတဲ့လောဒါလို့တပါနတတဖာနေယတမလို့ပါပကလဲလို့ပကလဲတာဝတ်တဲ့အားလုံးနားလည်မယ်ပြောတတ်မယ်အကျိုးရှိမယ်လို့ထင်ပါတယ်